PC မကပကြီးကားတွေကကြောင်ရဲ့နှက်ခမ်းမွေးတစ်ချောင်းကိုထပ်ထိလိုက်တယ်နောက်တစ်ခဏအတွင်းမှာပဲပကြီးတွေကကြောင်ကတကယ်တက်ဝင်လာတဲ့မိဖုရားကြီးက PC မဟာတာမန်လူမဟုတ်ဘူးဆိုတာသိသွားပြီးချက်ချင်းပဲသူ့သားဖြစ်တဲ့နှစ်30ကြာမျက်မမြင်ဖြစ်နေတဲ့မင်းသားကိုကုသပေးဖို့တောင်းဆိုတဲ့ PC မကစုတ်တံကိုယူပြီးစာရွက်ပေါ်မှာဆေးဘက်ဝင်ပင်တွေကိုပကြီးရေးဆွဲလိုက်တယ်အဟုတ်ပဲကောင်းစွာပဲအဲ့ဒီပင်တွေကတကယ်ရှိတဲ့ဆေးဘက်ဝင်ပင်တွေဖြစ်လာခဲ့တယ်အဲ့ဒီဆေးတွေကြောင့်နှစ်ပေါင်းများစွာမျက်မမြင်ဖြစ်နေတဲ့မင်းသားကနောက်ဆုံးမှာပြန်လည်မျက်စိမြင်လာတဲ့လူအားလုံးက PC မကိုကံကောင်းမှုတွေယူလာတဲ့နတ်သမီးတစ်ပါးလိုသဘောထားကြတယ်ဒါပေမဲ့ဘယ်သူမှမထင်ထားတာကသူမဟာလွန်ခဲ့တဲ့3ရက်လောက်ကလမ်းဘေးမှာအစာတောင်းစားနေတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့တာပါအမေကိုအသက်ရှင်စေဖို့ PC မကသူ့ရဲ့နောက်ဆုံးမှုတစ်လုံးကိုအမေတွေ့ထားခဲ့တယ်ဒါပေမဲ့ပြန်လာတဲ့အခါမှာတော့အမေကညက်ပြီးတိတ်ဆုံးနေပြီဖြစ်တယ်လမ်းဖြတ်သွားတဲ့ရွာသူတယောက်က PC မကိုတနာပြီးမိသားစုတခြားရှိသေးလားလို့မေးတယ် PC မကသူ့ဖေထားခဲ့တဲ့အမတ်တရပစ္စည်းကိုထုတ်ပြလိုက်တယ်အဲ့ဒီကိုမြင်တော့ရွာသူကအံ့ဩသွားတဲ့အကြောင်းက PC မရဲ့ဖေဟာအဲ့ဒီခေတ်ရဲ့လက်ရှိမင်းသားပဲဖြစ်နေလို့ပါတာကြောင့်ရွာသူကသူမကိုမင်းသားရဲ့နန်းတော်စီခေါ်သွားပြီးမိသားစုအဖြစ်အတိအမှတ်ပြုစေဖို့စူးစမ်းတယ်ဒါပေမဲ့မင်းသားကသူမကိုမိသားစုအဖြစ်မလက်ခံပဲတိတ်ဆုံးသွားတဲ့သူ့မိခင်ကိုပါညှင်းပယ်လိုက်တယ်ထို့နောက်သူ့ရဲ့လက်ရှိဇနီးနဲ့သမီးနဲ့အတူထွက်သွားခဲ့တယ်PC မကထပ်မံပြီးအကူအညီမဲ့သွားတယ်ရွာသူကတနာပေမဲ့သူ့မှာလည်းကလေး3ယောက်ရှိလို့ PC မကိုမွေးစားဖို့မခေါ်သွားနိုင်ခဲ့ဘူးမသွားခင်မှာသူက PC မကိုနှမ်းမှုတစ်ချက်ပဲပေးခဲ့တယ် PC မအလွန်စိတ်ပြက်နေချိန်မှာပဲအင်အားကြီးတဲ့မင်းသားတာကီကဖြတ်သွားတယ် PC မရဲ့စင်းရဲမှုကိုမြင်ပြီးသူ့မိကမြင်းမလေးတစ်ယောက်လိုချင်နေတဲ့အကြောင်းကိုသတိရသွားတယ်ဒါကြောင့်သူမကိုနန်းတော်ကိုခေါ်သွားလိုက်တဲ့တစ်ချိန်တည်းမှာပဲနန်းတော်တွေကမိဖုရားကြီးကဒေါသထွက်နေတယ်သူမရဲ့သားတွေကမြေးတွေကိုပဲပေးနေပြီးသူမကတော့မြင်းမလေးတစ်ယောက်ကိုသာလိုချင်နေခဲ့တယ်အဲ့ဒီအချိန်မှာမင်းသားတာကီက PC မကိုခေါ်လာပြီးမိဖုရားကြီးရှေ့မှာရောက်လာတယ်သူမရဲ့ဘဝလေးကိုသိပြီးနောက်မိဖုရားကြီးကအလွန်တနာသွားပြီး PC မကိုမင်းဆက်ရဲ့မင်းသမီးငယ်အဖြစ်ချက်ချင်းခန့်အပ်လိုက်တဲ့တနေ့မှာနန်းတော်တွေကိုပကြီးစရာတယောက်ဝင်လာပြီးမိဖုရားကြီးရဲ့ချစ်တဲ့ကြောင်ပုံလေးကိုဆက်တလာတယ်PC မကအဲ့ဒီပကြီးတဲကအကြောင်းမှာနှုတ်ခမ်းမွေးတစ်ချောင်းမရှိတာကိုသတိထားမိပြီးမထင်မှတ်ပဲထပ်ပြေးလိုက်ချိန်မှာအဟုတ်ပဲကောင်းစွာပဲပကြီးတဲကအကြောင်းကိုတကယ်တက်ဝင်လာစေတယ်လို့ဖြစ်သွားခဲ့တဲ့လူအားလုံးအံ့ဩနေချိန်မှာပဲစစ်သားတယောက်အမြန်ဝင်လာပြီးရန်သူတပ်တွေကမြို့တကာနီရောက်နေပြီလို့သတင်းပို့တယ်မင်းသားတာကီရဲ့မျက်နှာတင်းမှာခတ်ထန်မှုကိုမြင်ပြီး PC မကဒီအချက်တဲကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်